အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပေါ့နော်ဒီနေ့ဗာကြည့်ပေးမလဲဆိုတော့9စနေမှာကျွန်မ Terragon Oracle ကနေပြီးထုတ်ပြီးကြည့်ပေးမယ်နော်ဒီမှာကက်လေးတွေကတော့အားလုံးထုတ်ပြီးပြီ shuffle လေးလည်းလုပ်ထားပြီးပြီကြာနေပါဆိုလို့မထုတ်ရသေးဘူးပြော sorry ထုတ်ထားရစားကို deck ထဲကနေဘူးရထုတ်ထားရပြော shuffle လေးလည်းနည်းနည်းပါးလုပ်ထားတယ်နော်ကြာနေပါဆိုလို့အဲ့တော့ကျွန်မဒီနေ့ Oracle နဲ့ Terragon ကိုအကုန်လုံးဆွဲကြည့်ပြီနော်9စနေမှာအဲ့တော့ကျွန်မဒါကိုတကတ်ဆွဲမယ်နော် Oracle Tarot ဒါနကတ်နော်ဒါလေးကိုတကတ်ဆွဲမယ်နော် love message လေးကိုလည်းတကတ်ဆွဲမယ်နော် love message လေးကိုလည်းဒါလေးကလည်းရှာပါလို့လက်သေးနေရလေနော်ဒီထဲကလည်းတကတ်ဆွဲမယ်ကျွန်မ Okay ဒီနေ့9စနေမှာအားလုံးထုတ်ပြီးတော့ပေါ့နော်ကျွန်မလုပ်ပြီးမယ်ဆိုတော့ဒီ left message ကိုကျွန်မကနှစ်ကတ်ဆွဲရင်ကျွန်မဒီရန် energy ကောင်းရ left energy ရနော်အဲ့ဆိုရင်ဒီ golden actor လို့ရနေပြီးတော့ကျွန်မ3ကတ်ဆွဲနေတယ်ဒီနေ့ပိုးစနေမှာလာကြည့်တဲ့ collective ဒီတိုင်းစရာလေးတော့ဘာရပါလဲ message element spirit တွေရတယ်ဆိုရင်လည်းနက်ကတ်နော်ဒီရရင်နက်ကတ်ဆိုရင်90နဲ့ပတ်သက်ပြီးတော့ element spirit တွေရအောင် Okay နက်ကတ်ဟုတ်ပြီအဲ့တော့ကဲဒီရဲ့ base of that က Knight of Wands Okay, the base of that guy, the sun. Oh my god. Okay, yeah, count on no. The base of that guy, you are limitless. You can do anything you choose. Okay, count on that. Base of the deck လေးနဲ့ဒီနေ့ကကျွန်မရင်းတော့ဆို base of deck ကိုနောက်ဆုံးမှကြည့်ရဒီနေ့ကျွန်မ energy ပေါ့နော်စိတ်ထဲမှာ base of deck ကိုအရင်ကြည့်ခြင်းစိတ်ပေါက်နေMay I see things as they are တဲ့ဒါလေးလေကျွန်မပေါ့နော်အမြဲအဲ့လိုဟိုဟာလေးတဲတော့ပေါ့နော်ကျွန်မအတွက်ကျွန်မကြည့်ရင်အမြဲဒါလေးကြားတယ် Oracle လေးတွေတော့ပဲမော mystery concealment illusion တဲ့ကဲဒါလေးကိုသဘောတော့နည်းနည်းပေါက်နေပြီဒါမှမဟုတ်ကျွန်မမပြောသေးဘူးလမ်းမယ်ဟုတ်ပြီနော်ကဲတကူ2ခု3ခု4ခုအိုးပြောင်းရမယူဘူးเนาะပြောင်းမှမယူဘူး Okay Okay ဒါလေးဒီကလေးအပေါ် Okay ဆိုစပြောမယ်เนาะကြောင်းရမယူဘူးเนาะဒီမှာကပ်ဖို့ပြန်တည့်မယ်ကဲဒီဟာကိုပြန်တည့်ပြီးတော့ Okay 3 of cups နဲ့8 of cups ကိုပြောင်းမှမယူဘူးเนาะအဲ့တော့ဒါပြန်သိမ်းလိုက်ပြီဒီမှာကျွန်မပြောင်းမှမယူဘူးတော့ကျွန်မကဲတော့ဒီအဲ့တော့ကဲ3 of cups နဲ့8 of cups 3 of swords နဲ့8 of cups ကိုကြောင်းမြတ်မြည်ဘူးเนาะကိုင်းတယ်လို့အဲ့တော့တို့အတိတ်နဲ့ပြန်ပြီးတော့နှက်ကတ်ပြန်ထုတ်မယ်เนาะဘာလို့ဆက်နေလဲ3 of swords နဲ့8 of cups ကိုကြောင်းမြတ်မြည်ပါလို့ရှင်Piece of the deck levels နော်ကျမဗာတွေ့လေဆိုတော့ဒီမှာလေ
ဘာကိုပြောချင်တာလဲဆိုတော့အခုလာကြည့်နေတဲ့လူတွေကတဲ့နော်ဟိုဘယ်လိုပြောမလဲ healing လည်းဖြစ်နေပြီကိုယ့်ရဲ့ဟိုဘယ်လိုပြောမလဲကိုယ့်ရဲ့ဘဝကဒီမှာတော့အတိတ်တပံလည်းပြန်လဲစတင်နေပြီကိုကဘယ်လိုမျိုးလဲဆိုတော့နည်းနည်းတော့ဘယ်လိုပြောမလဲလူတွေကိုမယုံကြည်တဲ့ energy ပေါ့နော်လူတွေကိုအရင်တော့အတိတ်ကနာကျင်စရာကြီးရှိခဲ့တဲ့အတွက်ကိုဟာလောလောဆယ်မှာလူတွေကိုမယုံကြည်ဘူးကိုကကိုပဲယုံတယ်ကိုစီကိုလာပြီးတော့အခုရေးတွေပေးနေရပဲဖြစ်ချစ်ချင်းမြတ်တာကြီးပေးနေတော့ကိုကဟုတ်ပါမလားငါ့ကိုလိန်နေရလားအရင်ကလိုပဲငါခံရမှာလားအဲ့လို energy မျိုးကျွန်မရမယ်ပေါ့နော်သူပြောတာဟုတ်ရောဟုတ်ရဲ့လားပေါ့နော်အဲ့လိုမျိုး energy ကိုကျွန်မရနေတယ်ဒါလည်းပြောင်းပြန်ပြီအဲ့လို energy ကိုကျွန်မရတယ်ပေါ့နော်ကဲပြောင်းပြန်လေးဖြစ်နေနော်ခဏလေးစိတ်စီနော်ကျွန်မလေးပြောင်းပြန်မယူဘူးပြောင်းပြန်မယူဘူးနော်ပြောင်းပြန်မယူတဲ့ဟမ်းမဲရဲ့ဟမ်းမဲကဘာကိုပြောချင်တာလဲ please ပြောင်းပြန်မယူနော်တဲ့ဟမ်းမဲဒီမှာတကက်ပြန်ယူမယ်တကက်ပြန်ယူမယ်နော်တဲ့ပြောင်းပြန်မယူပါဘူးရှင်ပြောင်းပြန်မယူပါဘူးရှင်ကျွန်မပြောင်းပြန်မယူနော်တကက်ပြန်ပါတကက်ပြန်ပါထင်တော့ထင်နေသီလား energy ကလေ3 of cups ကို3 of cups ကျွန်မဘာကိုမြင်လဲဆိုတော့လေသီလားပြောပြမယ်နော်အခုသူကကိုကမယုံကြည်ဘူးကျွန်မပြောလဲအခုပဲမယုံကြည်ဘူးလို့ဒီဟာကိုလာကြည့်တဲ့ collectively တွေက energy ကလေလူတွေကိုမလို့မယုံတော့ဘူးပေါ့နော်အဲ့လိုမျိုးတန်တရားစိတ်များတယ်ပေါ့အဲ့လိုမျိုးခုနကလည်းဘယ်လိုမြင်လဲဆိုတော့လေ3 of for handman နဲ့8 of cups တွေက reverse ကြတဲ့အချိန်မှာကျွန်မဘယ်လိုမျိုးခံစားမိလဲဆိုတော့ကိုကအရင်တော့အသေးကွဲခဲ့ဘူးလေအသေးကွဲခဲ့တဲ့ဟာတွေကမရှိတော့ဘူး reverse ကြတာသိလားဒါပေမဲ့ကွာဒီ handman ကို reverse နဲ့အရင်စဉ်းစားဘယ်လိုပြောမလဲဟိုကွာတက်ဘယ်လိုပြောမလဲဟိုအရင်ရောကွာအရင်တွေးတယ်ပေါ့ကွာဒီလားလိုတာထက်ပို့ပြီးအရင်စိုးရိမ်စိတ်များတဲ့ energy ပေါ့နော်handman ဆိုတာတကယ်တော့ကွာဘယ်လိုပြောမလဲဟိုအတွေးအခေါ်ပိုင်းမှာဟိုသူများနဲ့ဟိုတွေးတဲ့ခေါ်ဘယ်လိုအတွေးခေါ်ကောင်းတယ်ကွာ handman ကဒီလားများတော့ဖြစ်ရလေတမူထူးခြားပြီးတွေးတတ်တာပေါ့ဒါပေမဲ့အခုကျရင်အဲ့ဒါကို reverse ကြတော့ကိုကရှိနေတာအရှိအတိုင်းမတွေးဘူးပြောင်းပြန်နေကိုကွာလာပေးနေတာဟုတ်ရဲ့လားမှန်ရဲ့လားအတက်အဲ့လိုမျိုးမတွေးဘူးဖြစ်နေပါပါသိလားအဲ့ဘေးဟောင်း energy ရလဲဆို3 of swords နဲ့8 of cups မှာအချီရေးလို့ energy ရတယ်အခုကြည့်သုံးကပ်ပြန်ထုတ်တော့ဒါအချီရေးကိုကျွန်မအရင်မြင်လာကိုပြောပြလိုက်တာပေါ့နော်ကိုအခုတချို့ဆိုလဲအခု propose လုပ်တာခံရတဲ့လူရှိမယ်ကိုလူတယောက်ကတော့စိတ်ဝင်စားနေတယ်အခုဖွင့်ပြောခံရတဲ့လူရှိတယ်လို့အခုဖွင့်ပြောမခံသေးရဘူးဆိုရင်မကြတဲ့အချိန်တွေကကိုယ့်စီကိုလူတယောက်ကဒီမှာပြီးတော့အဲ့ဒီလူကနော်အစ်စ်ဘာလို့ဆိုခုနအဟောင်းလို့ကျွန်မ energy မရအောင်သိလားကိုယ်လဲထွက်ခဲ့ပြီးသိလားလဲထွက်ခဲ့ပြီးအဲ့အစ်စ် energy ကိုရတယ်နော်အချစ်တစ်လူတစ်အဲ့လူတယောက်ကတော့ကိုယ့်ဘဝလေးကိုဝင်လာမှာသိလားအချစ်ရေးနော်ကိုလက်ခံတာတော့မသိဘူးဒါပေမဲ့ရှောင်လွှဲလို့မရတဲ့ energy တကူကတော့ကိုယ့်ဘဝလေးအချစ်တစ်တကူကတော့ဝင်လာလိမ့်မယ်ပြီးရင်ကိုကလေအလုပ်ကိုင်းနဲ့ပတ်သက်ပြီးလုပ်ငန်းတွေစထားတဲ့လူတွေဆိုရင်သတင်းစကားတွေကြားရလိမ့်မယ်အဲ့ဒီလောက်ကလည်းကိုနဲ့အကျိုးပေးတယ်ကိုရဲ့ပြန်ဒီမှာတော့ကိုရဲ့ဒီခုပြန်စရဆိုကိုဘဝပေါ့နော်ပြန်ပြီးတော့အတိတ်တပံစတင်တဲ့အချိန်မှာကိုကဒီလိုမျိုးဒီ hero fan energy နဲ့ဒီလားနည်းနည်းတော့လုံးကြီးဖြစ်တယ်ကိုဟာကိုကဒီအဲ့လိုကိုပဲရွေးချယ်စရာကြီးများနေပေမဲ့လည်းကိုမှတယောက်တည်းဖြစ်နေတယ်ဆိုတော့ energy ကိုရတယ်သိလားကိုတယောက်တည်းနေရတာကိုပို့ပြီးတော့ safe ဖြစ်တယ်လို့ခံစားရတယ်တယောက်တည်းပဲနေမယ်လို့အဲ့လိုပေါ့နော်တင်းခံနေတဲ့လူတွေများတယ်ဒီ energy ကိုလာကြည့်ရလူတွေပေါ့နော်အဲ့တော့ဗာပြောလေဆိုတော့ဒီမှာနော်ဒီမှာနော် piece of that က3 of cups ကဲကျွန်မမပြောဘူးလား piece of panty ကဲဟော10 of cups ကဲအနက်ကလည်းနော်ကျွန်မ60နေကိုမနက်ကတစ်ခါကြည့်ပေးလိုက်တယ်ကွာ short reading လေးအိမ်မှာလည်းဒီမှာ10 of cups ပါတယ်ခုလည်းဒီမှာ10 of cups ကိုစီကိုတည်င်းစကားတွေကတော့လာကိုလာမှာသိလားဒါကလေတည်င်းစကားလို့လည်းကျွန်မ energy ရတယ်ကိုဒီမှာကြည့်အနားယူပြီးတဲ့အချိန်မှာတည်င်းစကားဒီမှာလည်း4ကဲတပိုင်းနေဩမတ်တက်ဒီမှာတဝဒီမှာလည်းတဝဒီမှာလည်း4ကဲတဲ့တော့တရားနော်လုံးဝကွက်တီရော7 of ကဲကင်းတော့ကဲထပ်မှစလိုက်တော့အရှမ်းကောင်းဒီမှာ4တပိုင်း timing နော်လုံးဝ completion ကိုယ့်ရဲ့
လုံးဝ new site ကကိုကနော်ကိုနားယူပြီးတဲ့အချိန်ကဒီမှာကိုစီကိုလူတယောက်ကတော့ကမ်းလှမ်းလာလိမ့်မယ်နော်ဒါကလေမိသားစုနဲ့ပတ်သက်တဲ့သတင်းစကားတွေလည်းဖြစ်နိုင်တယ်နော်ပျော်ရွှင်ခြင်းတွေကိုဘွားတွေကိုယူဆောင်လာမယ်ဒီစားတော့အချစ်ကြီးအဲ့တော့လုံးဝ 100% မိသားစုအရေးဖြစ်ရင်တော့အချစ်ကြီးကဘာအရေးနဲ့ဖြစ်ဖြစ်တွဲပါတယ်ဒီ reading ကလေတယောက်ယောက်ကတော့ကိုယ်စီလာနေအဲ့ energy ရရတယ်အဲ့လိုကငွေကြီးလည်းပြည့်စုံတယ်သူ့ရဲ့ဘယ်လိုပြောမလဲနေပယ်မှာဆိုလဲသူများတွေကိုကနောက်လိုက်မဟုတ်ဘူးကွာသူကဒီကယာတူးတစ်ခုရှိပြီးသားအဲ့လိုမျိုးပေါ့နော်အဲ့လို energy ကိုကျွန်မရတယ်ယာတူးတစ်ခုရှိပြီးသားအကြီးအကဲပေါ့နော်အဲ့လိုပေါ့နော်နေရာတစ်ခုရပြီးသားအဲ့လိုမျိုး energy ကိုရတယ်ဟာမှာ Three of Cups အကယ်၍ဒီကိုလာကြည့်ရလူတွေကယောက်ျားလေးတွေဆိုရင်တော့ကိုကဒီလိုမျိုးကိုကဒီလိုမျိုးနေရာတစ်ခုရှိပြီးသားเนาะဌာနတစ်ခုပဲဖြစ်အလုံးပါပဲဖြစ်ကုမ္ပဏီပဲဖြစ်ကိုကတခုတော့ကွာအရင်အဲ့လိုရာထူးတစ်ခုတော့ရှိပြီးသားလို့ကိုကအဲ့ဒီကိုချစ်တဲ့မိန်းကလေးကို propose လုပ်လိုက်မယ်เนาะတိတ်မကြခင်အချိန်မှာကိုချစ်ကိုပြောအခုမှအချစ်တဲ့ပေါ့เนาะကိုစိတ်ဝင်စားတဲ့လူရှိတယ်propose ဆိုရင်ကောင်းမလားငါရှေ့တူရမလားရှေ့တူရင်ကောင်းမလားစောင့်ရမလားဆိုရှေ့တူပါเนาะကောင်းတယ်เนาะ energy ကမိန်းကလေးတွေဆိုရင်ကျွန်မဗာနေလဲဆိုတော့လေဒါမိန်းကလေးဆိုကိုကခုချိန်မှာဒီလိုမျိုးတယောက်တည်းပဲနေမယ်တယောက်တည်းပဲတောက်ပါမယ်ဆိုတဲ့လူတွေများလိမ့်မယ်မပူနဲ့အတိတ်တစ်ပတ်ပြန်လဲစားရလိမ့်မယ်အချင်းမအောင်ပဲရောက်လာလိမ့်မယ်ကိုပြေးနေတာကိုစီတက်တက်မလာမယ်လူဒီမှာ I forgive myself ပါပြောရလေဆိုတော့ကိုဒီမှုနဲ့မလားအဲ့တောင်ပြောလေအရင်တော့ငါကြောင့်ငါဒီလိုဘယ်လိုပြောမလဲကိုအပြစ်တင်နေပေါ့ guilty ပေါ့နော်တချို့ကိစ္စတွေမှာကွာအသေးကွဲတာငါကများလိုအပ်ခဲ့လို့လားငါအပြစ်တွေကြောင့်လားငါအဲ့လိုပြောမိဆိုမိလို့လားတခုခုပေါ့နော်အဲ့လိုမျိုးဖြစ်နေ no မဖြစ်နဲ့ကိုခွင်းလွှတ်လိုက်တော့အတိတ်ဒီအားလုံးမှာကိုခွင်းလွှတ်လိုက်တော့သူများကိုလွတ်ချပြီးကိုလည်းခွင်းလွှတ်လိုက်တော့မတိစိတ်တွေရောနော်အားလုံးတချို့လူတွေမှာကွာရှိတယ်တိစိတ်ကတော့ဘယ်လိုလဲကိုကောင်းနေတယ်မသိစိတ်မှာတချို့လူတွေကကိုအပြစ်တင်မိကြတယ်ကွာ relationship တခု break ဖြစ်သွားတာပဲဖြစ်အဲ့ဆိုငါများလုံနေရလားသူအဲ့လိုမျိုးပေါ့နော်အဲ့လိုမတွေးနဲ့ကိုခွင့်လွှတ်လိုက်ပါတဲ့နော်ကိုဒီမှာတိစိတ်ကောမတိစိတ်ကောကိုခွင့်လွှတ်လိုက်ပါတဲ့နော်ငါကကောင်းတဲ့လူငါဘယ်လိုပြောလဲငါကထိုက်တန်တဲ့လူအဲ့လိုမျိုးတွေးနော်ဒီမှာ oak tree power courage နဲ့တွေ့လာဒီနေ့ကိုဆက်ဆက်မှုရှိတယ်ဒါလည်းဆက်ဆက်မှုရှိတယ်အရင်ပဲတွေ့တာတဲတော့ကဒီမှာ power courage strength ဒီမှာလည်း strength နဲ့ hero fan ဒီမှာတိုက်ခေါင်းနဲ့တွေ့တာ AC ဒီမှာ CD တန်းတန်းရက်တည်နေဒီမှာဒါလည်းအတူတူပဲကို့မှာ power ရှိတယ်လုံနိုင်တယ် courage တက်တည်လည်းရှိတယ် strength အစွမ်းရည်တက်တည်ပေါ့နော်အားလုံးရှိတယ်ဒီမှာကိုကခိုင်မာကိုရဲ့ကိုဘယ်လိုပြောလဲပစ္စည်းဥစ္စာပဲဖြစ်ဖြစ်အားလုံးrelationship ပါဖြစ်ကိုကဘယ်လိုပြမြစ်ကဆွဲနေပြီကွာဒီလားတန်မာရက်တည်နိုင်ပြီကိုရင်တော့လုတ်ခဲ့ရည်ကောင်းကျိုးတွေကကိုအခုချိန်မှာပြန်ပြီးအကျိုးပေးတော့မှာအဲ့လို energy ကိုရတယ်အဲ့ဒါစိတ်မပူနဲ့ဒါပေမဲ့တခုပဲယုံမတန်တရားစိတ်တွေကိုယုံမတန်တရားဆိုသူများပေါ့အရင်တန်တရားဖြစ်တဲ့စိတ်တွေကိုနည်းနည်းရှုံးမယ်တယောက်တည်းအရင်မတောက်ပါခြင်းနဲ့မိန်းကလေးဆိုလို့ရှိရင်เนาะဒီမှာ left ကိုကြည့်တော့လေနော် left oracle လေးကိုကြည့်တော့ demonstrate left တကယ်တွေးတာကိုပဲပြောအရင်ယုံမှ find out what is important to those you love and act on it တဲ့တွေးတာသူများကိုဘယ်လိုပြောမလဲအရင်တန်တရားစိတ်မပေါ်ကနေ demonstrate love ဆိုတာချစ်တယ်ဆိုတာကွာ demonstrate လုပ်ပါဆိုကျွန်မညမဘယ်လိုပြောမလဲ demonstrate လုပ်တယ်ဆိုတာသိရမလားဖော်ပြပါပေါ့ကွာသိလားနော်ဖော်ပြပါအရင်အဲ့လိုပါဒါမိန်းကလေးတွေဆိုလို့ရှိရင်အားကြီးကွာကိုချုပ်တီးမထားနဲ့သိလားအဲ့လိုပေါ့နော်လို့ကိုယူဆိုင်ချင်တဲ့လူဆိုလဲနည်းနည်းစိုက်ပြပေါ့ကွာအဲ့လိုမျိုးပေါ့နော်ဟို demonstrate လုပ်ပါပေါ့နော်အရင်အဲ့လိုအရင်ချုပ်နှောင်မထားနဲ့ကိုအဲ့လိုမျိုးပြောတာ be supportive to make a genuine effort to show you get တွေ့လားတရားကက်တရားဆက်ဆက်လို့ရှိရင်ကျွန်မမပြောဘူးလားအရင်ချုပ်တိမ်မထားနဲ့ကိုသဘောကျတဲ့လူရှိရင်လည်းသဘောကျတဲ့အကြောင်းပဒိတ်ကိုကြီးမဟုတ်တော့ကွာပြလို့ရပါတယ်ကဲထားပါတော့သူစိတ်တဲ့ဟင်းလေးကိုသူဘယ်လိုပြောမလဲကြွေးတာပဲဖြစ်ဖြစ်တိတ်အလုပ်တူတူလုပ်တယ်ဆိုရင်ပြောတာပါနော်အဲ့လိုပေါ့ကွာ
စကားချူချူတသားလေးနဲ့အဲ့လိုပေါ့ပြောတာပဲဖြစ်ဖြစ်အဲ့လိုပေါ့အဲ့လိုလေးလုံးပြပါတဲ့ကိုယ့်ရဲ့ true self ပေါ့နော်ကိုယ်စိတ်ထဲမှာကိုယ့်ရင်ထဲမှာပါရှိလဲဆိုတာကိုတစ်ခါတလေမှထုတ်ပြပါလို့အဲ့လို energy ကိုကျွန်မရတယ်နော်ဒီအရန်ကောင်းတဲ့ကက်လေးတွေကလေဒါကလေဒီမှာဒီလိုပြီးတော့ပြန် you can do anything you choose တဲ့တွေ့လားကိုဒါလေးတွေကိုလုပ်ပြမှာလေဆိုတော့သိမှာလေသိတာကို choose လုပ်လိုက်ကိုရွေးချယ်တဲ့ဟာတွေကိုပဲကိုပြန်ရမှာเนาะအဲ့တော့ကိုကလေအရင်ကြီးဟိုအရင်လောကဟာတွေကိုပြီးသွားတဲ့ဟာတွေကိုပဲပြီးပါစေတော့ကွာအဲ့အားလေးကြောင့်ကိုယ့်ရဲ့စိတ်ကိုဒီအနာဂတ်မှာမချုံနှောင်ထားနဲ့ဘယ်လိုမျိုးကိုကအတိတ်တပံလေးချစ်ခွင့်ရှိတယ်လို့ကိုဘဝကလည်းပျော်ရွှင်ဖို့ထိုက်တန်တယ်အဲ့လိုမျိုးပေါ့နော်ဒါလေးဆိုအရင် resonate ဖြစ်တယ်တွေ့လားဒီမှာကိုအနားယူပြီးရဲ့အချိန်တွေမှာရောက်လာတော့ပါဒီလားဒီမှာဒီ dance ဆိုတာကျွန်မအဲ့လိုမကောင်းတဲ့ကလို့မမြင်ပြန်ပြီးစတင်လာတော့ပါဟာလေးတော့ the wall ဒီမှာလည်း the wall တွေ့လား4ဒီမှာ4 of pen ဒီမှာ4 of pentacles ဒီမှာ4 of ဒီမှာ 4 of cups တွေ့လား divine ဒီမှာခုနကပြောလဲကိုစိုက်ပြထားတာကိုပြန်ရိတ်တင်ရမှာကောင်းတာလीနော်တကယ်အရန်ကောင်းတယ်ဒါပေမဲ့အရန်တင်းမာမနေနဲ့တဲ့တွေ့လားစိတ်ထောင်ကြောက်တရားလေးထွက်ခဲ့တော့တဲ့အရန်တင်းမာမနေနဲ့တဲ့ကိုယ့်ရဲ့စိတ်ကိုချုပ်တီးပြီးတော့လေအဲ့လိုမျိုးလေးမြင်နေရှင်ထက်ဆွဲပြီးတော့အဲ့တော့ထက်ဆွဲပြန်မလို့အဲ့ဒီကအဲ့လိုဒါအရင် complete ဖြစ်နေဒီမှာကက်တရပြောတာလေเนาะဒီနေ့ဆိုရင်ကျွန်မကက်တရဘယ်တော့ resonate ဖြစ်လဲတွေ့လားအကုန်လုံးဆက်ဆက်မှုရှိနေ oracle ရော tarot ကောပြန်ဆွဲတော့လေဟောခုနကက်တီနဲ့ပဲဆက်ဆက်မှုရှိကက်တီပြန်ကြလာတယ်သိလားအဲ့တော့လေထပ်မဆွဲပြီးတော့ဗီဒီယိုလည်းဒီလောက်ဆိုနည်းနည်းရှိပြီကျွန်မရဲ့ oracle လေးလည်းကျင်းနေမယ် collective လေးလည်းကျင်းနေမယ်လို့ထင်တယ်ဒီမှာဒီရဲ့ base of the deck ကလည်း Knight of Wands ကိုကဘယ်လိုရလဲ Knight of Wands ရဲ့ energy အလေးကိုအခုချိန်မှာတယောက်တည်းနဲ့ကြောက်ပါတယ်စူးစမ်းရှာဖွေခြင်းနဲ့ငွေရေးကြီးပဲဖြစ်ဖြစ်အဲ့လိုပေါ့နော်ကိုကအစ်တွေကိုအလုပ်ဆိုလဲအလုပ်အကိုင်တစ်အဲ့လိုစူးစမ်းရှာကိုတယောက်တည်းနဲ့ပျော်ရွှင်နေတယ်ဆိုတဲ့ energy ကိုရတယ်ဒီကတယောက်တည်းနဲ့ပျော်ရွှင်နေနော်ရှင်တို့ဘဝပြောဒီမှာကြောက်လာပါအရင်ပိတ်လောင်ထားနဲ့ဖွင့်ပေးလိုက်အောင်သိလားနော်ဒါအရင်တော့ energy မရှိဘူးတန်းတော့ဆိုတွေ့လားပြီးသွားပြီဟိုဒီမှာဒါတွေကအရင်တော့ဟာပြီးသွားပြီနော်အဲ့ဒါကိုပဲကြောက်လန့်ပြီးတော့ရှောင်ပြေးနေတဲ့မှာ the empress ရှင်တို့အဲ့ဒါရှင်တို့ the empress energy နဲ့တယောက်တည်းအရင်နေတောက်ပါခြင်းနဲ့တွေ့လားစားကဲအဲ့တော့အရင်ကောင်းတဲ့ energy လေးရလေကိုယ့်ဘက်ကသာအဲ့လိုပေါ့နော်နည်းနည်းလေးဟိုကိုဘယ်လိုခံစားရလဲတော့အရင်ထိမ့်ချုပ်မထားနဲ့အားလုံးကအလုတ်ကိုင်းစီးပွားငွေကြီးဒီနေ့ကတော့အလုတ်မနေ့ကတော့အလုတ်ကိုင်းငွေကြီးကိုတော်တော်တွေ့ရအခုကျအချစ်ကိုပို့တွေ့ရဒီနေ့ညမှာသိလားကိုဘွားလေးဝင်လာတဲ့လူကကို့အတွက်တကယ်ကိုစစ်မှန်တဲ့ကိုယ့်ရဲ့ divine timing မှာဝင်လာတာဒီလား444ဆိုလူမှန်ဘယ်လို about sorry but right person လို့တော့ပြောလို့ရတယ်เนาะကဲအဲ့တော့အားလုံးပဲ energy ကြိုက်ကြပါစေကောင်းသောညချမ်းပါဟိုလေမီးတွေထွန်းထားပြီမဲ့လည်းနည်းနည်းလေးမှောင်သွားရင်ရောတီးခံတော့ okay bye